ဒါလေးကတော့ကိုယ့်ရဲ့အခြေအကြောင်းပေါ့နော်ကိုယ့်ရဲ့အခြေအကြောင်းဘယ်သူကကိုယ့်စိတ်ထဲမှာရှိနေလေပေါ့နော်အဲ့လိုပုံစံလို့ကိုယ်ချစ်ချင်းမေတ္တာတွေပေးချင်တယ်ပေးချင်တယ်ဆက်သွယ်ချင်တယ်ဆက်သွယ်ချင်တဲ့ဟာကိုမှသူကလည်းသူကိုပြန်သုံးသပ်နေပေါ့နော်ဆက်သွယ်တင်လားမဆက်သွယ်တင်လားအဲ့လိုဆက်သွယ်တင်တယ်သူ့ရဲ့ရင်ထဲမှာတော့အချစ်ရှိတယ်အဲ့ဒီသူ့ရဲ့စိတ်ကိုပဲသူ့တိတ်ထုတ်နေပေါ့ပြောမှဆိုရင်လှုပ်တင်လားမလှုပ်တင်လားအဲ့လိုပုံစံဇဝီဇဝါဖြစ်နေပေါ့နော်အဲ့ဒီကိုမေးပြောင်းချင်လို့သူပြောမှဆိုရင်တခြားအာယုံလွဲနေပေါ့အပေါင်းအသင်းနေနဲ့ပြောလိုက်ပါလိုက်အဲ့လိုပုံစံလိုမျိုးအာယုံလွဲနေတယ်ဒါပေမဲ့အဲ့သူ့စိတ်သူကိုဖြစ်နေတာတော့သူ့ရဲ့ဆန္ဒကိုထိန်းချုပ်ထားတဲ့လူမျိုးပေါ့နော်ဖွင့်မပြချင်တဲ့လူမျိုးသူ့ရဲ့စိတ်ကိုဒီလိုမျိုးထိန်းချုပ်ထားတာကိုသူတော်တော်ကြီးကိုပင်ပန်းလေးလန့်နေရပါတော့အဲ့ဒီဟာကိုလည်းသူအဆုံးသတ်ချင်တယ်အဆုံးနဲ့သတ်ဖြစ်မှာပါဒါပေမဲ့ကိုတွေကကောင်းမွန်တဲ့ပေါင်းဆောင်ခြင်းနဲ့တော့အဆင်ပြေသွားမှာပါသူကတော့ fire sign ဖြစ်ဖို့များတယ်နော်သူ့ရဲ့စိတ်ကိုတော့သူတော်တော်လေးတော့ထိန်းချုပ်နိုင်တယ်ဒါပေမဲ့အဲ့ဒီထိန်းချုပ်ထားရဲ့သားနဲ့ကိုသူစိတ်တော်ပင်ပန်းနေတော့သူအဲ့ဒီသူ့ရဲ့စိတ်ပင်ပန်းတာကိုသူအဆုံးသတ်ပြီးတော့ကိုစီရောက်လာလိုက်မယ်ပေါ့နော်နောက်ပိုင်းကျရင်တော့ပျော်ရွှင်စရာအခိုက်အတန့်လေးတွေတော့ကြုံရမှာပါနော်ဒါပေမဲ့သူနဲ့ကတော့long distance ဖြစ်နိုင်တယ်အဲ့လိုလေးမြင်ရပါတယ်အားလုံးပဲကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော် general reading ဖြစ်တဲ့အတွက်ကြောင့်မို့ energy မကိုက်ရင်လည်း entertainment အဖြစ်ပဲနားထောင်ပေးပါနော်ကျေးဇူးပါရှင့်